ပြဿနာဘယ်ရစားလဲဆိုဒီအဖပေါ့နော်ဒီအဖကြီးကိုတွေ့ရဆိုပြီးကျွန်တော်ညဘက်ကြီးအကူကြီးတောင်းတယ်အကူကြီးတောင်းတော့ live ပေါ်မှာမြင်တဲ့အတိုင်းပဲကျွန်တော်ဒီအဖရဲ့ဗီဒီယိုလေးတွားရိုက်တယ်ရိုက်ပြီးမေးရရှိတာမေးတယ်ကျွန်တော်ပြီးတော့ကျွန်တော် live ပေါ်တင်ပေးလိုက်တယ်တွားပို့တဲ့အင်ရှင်ကိုမေးကြည့်လိုက်တော့ကြီးမနိုင်မှာချပေးခဲ့တယ်တဲ့လက်စင်လာမှာဆိုတော့ချပေးခဲ့လို့မရသူ့အိမ်မှာမဟုတ်တယ်ချပေးလို့ရမလားဘယ်ရက်ကွက်ရက်ကွက်မမှတ်မိတော့အခုဒီရောဘယ်လိုလိုက်ဖို့လဲအားလုံးပဲမင်္ဂလာဗျဒီနေ့မှာကျွန်တော် mystery ကိုမျှော်ပေးခြင်းတဲ့ဗီဒီယိုဖိုင်လေးကဒီဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒါတော့လှိုင်းသားကိုကြီးပေါ့နော်ဒါပောက်ကွဲစွာနဲ့သူပြောနေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကသူဘာကြောင့်ပောက်ကွဲရလဲဆိုရင်ကျွန်တော်လွန်ခဲ့တဲ့ရက်ကဒါသူ့အစီကိုဒါလူတယောက်ကဆိုရင်ဒါအကူကြီးလက်တောင်းနေပေါ့နော်သူတို့ညီမအဖိုးကြီးတယောက်ရောက်နေတဲ့ဘယ်အမှန်းလည်းမသိဘူးဒါလေးတစ်ချမ်းလေးဖြစ်ထားတဲ့အတွက်ကြောင့်မလို့ဒါသူ့အကူကြီးလက်တောင်းတဲ့အတွက်ကြောင့်မလို့သူသွားခဲ့တယ်ပေါ့နော်သူသွားတဲ့အချိန်မှာသူကဒီဦးလေးကိုမေးစမ်းပြီးတော့ဒါဗီဒီယိုကရိုက်ပြီးတော့ live mode တင်လိုက်တဲ့အချိန်မှာဒီဦးလေးကကျွန်တော်တို့ရှုပ်ပြီးသားလို့သိရတယ်ဗျဒီဦးလေးရဲ့မိသားစုဝင်နေရဆိုရင်ကျွန်တော်ရှုပ်ပြီးသားရဲ့လှမ်းဆက်တွေ့တယ်ပေါ့နော်ဒါသူ့ရဲ့ဖအေးပါသူ့ရဲ့မိသားစုဝင်ပါလှမ်းပြောတဲ့အတွက်ကြောင့်မလို့သူကနောက်နေ့မနက်မှာအဲ့ကိုပြန်သွားတဲ့အချိန်မျိုးမှာဒီဦးလေးကမရှိတော့ဘူးပေါ့နော်ဘလို့မရှိတော့လို့ဆိုတော့ဒီဦးလေးကိုအင်ရှင်တွေကကျွန်တော်တို့ကြီးမနိုင်ဘူးတောက်ပို့လိုက်ပြီးဆိုပြီးတော့ပြောလိုက်တယ်ဒါသူ့အကူကြီးတောင်းတဲ့စဉ်ကလည်းဒါလှိုင်းတာကိုကြီးကိုလှမ်းအကူကြီးတောင်းနေတယ်နော်အခုဒီလိုမျိုးသူ့အကြောင်းမကြားဘဲနဲ့လှမ်းပူလိုက်တဲ့အတွက်ကြောင့်မလို့ဒါသူ့ရဲ့ဂုံတိတ်ခါပေါ့နော်ဒါသူ့ကိုတက်ကြောက်တွန်းတဲ့ပုံစံဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒါပောက်ကွဲနေတာပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်နဲ့ဒီနောက်မှာလည်းဒီဦးလေးကြီးကိုဒါတွတ်တွေ့ထားတဲ့ဗီဒီယိုဖိုင်ကြီးလေးပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ဗီဒီယိုဖိုင်လေးဆုံးလိုက်ပါကြည့်ရှုပေးပါအောင်နော်ပြဿနာဘယ်ရစားလဲဆိုဒီအဖပေါ့နော်ဒီအဖကြီးကိုတွေ့ရဆိုပြီးကျွန်တော်ညဘက်ကြီးအကူကြီးတောင်းတယ်အကူကြီးတောင်းတော့ live ပေါ်မှာမြင်တဲ့အတိုင်းပဲကျွန်တော်ဒီအဖရဲ့ဗီဒီယိုလေးတွားရိုက်တယ်ရိုက်ပြီးမေးရရှိတာမေးတယ်ကျွန်တော်ပြီးတော့ကျွန်တော် live ပေါ်တင်ပေးလိုက်တယ်တင်ပေးလိုက်ပြီးတော့ကျွန်တော်ကအဲ့ဒီညာတွင်းချင်းနဲ့ကျွန်တော်ဖုန်းကြောင်းဆက်တွေ့တယ်ဖုန်းကြောင်းညဘက်လာပို့လို့မရအောင်မနေ့ကျမှပို့ပေးလို့ရမယ်ဆိုလို့အဲ့ဒီအဖကြီးကိုလက်ခံထားတဲ့အိမ်ကအမကြီးကနော်အဲ့ဒီအိမ်ကမိသားစုကဒီအိမ်မှာတဲ့ဒီအိမ်မှာဒီအဖကိုတိတ်လိုက်မယ်ဒီညနော်ဒီအိမ်မှာဒီအဖကိုတိတ်လိုက်မယ်မနေ့ကျရင်ကိုတို့လာခေါ်ပေးရတယ်အဲ့ဆိုကျွန်တော်မနေ့ကျရင်လာခေါ်ပေးမယ်ဖုန်းကြောင်းမှာထိုင်မထိုင်ရင်ကျွန်တော်သူ့တက်တက်နေဖို့အတွက်စီစဉ်ပေးမယ်လို့ကျွန်တော်ပြောပြီးပါပြီအဲ့တော့ကျွန်တော်တို့ကပြန်လာတယ်နော်အဲ့အချိန်မှာလည်းကျွန်တော်ပြောခဲ့သေးတယ်လူတယောက်ဘောနော်ကုညီရတာမလွယ်ဘူးတက်ကြီးရောဖြစ်တဲ့အတွက်ပုံဆိုးတယ်နော်ကျွန်တော်တင်ပေးမယ်သူကျွန်တော်အကောင့်မှာသူ့ရဲ့မိသားစုတွေဆက်သွယ်လာတဲ့အခါလဲတမျိုးမဆက်သွယ်လိုက်ကျွန်တော်ဖုန်းကြောင်းပို့မယ်ဒါမှမဟုတ်ကျွန်တော်တနေ့စီစဉ်ပေးမယ်ကျွန်တော်ပြောပြီးတော့သူတို့ကဒီအိမ်မှာတိတ်မယ်မနေ့ကျရင်ကျွန်တော်လာခေါ်အဲ့ဒါကျွန်တော်ထားလိုက်တယ်ကျွန်တော်ဗီဒီယိုတင်လိုက်တယ်မနေ့ကျတော့ကျွန်တော်10နာရီကျော်ဝင်းနေရှိမယ်10နာရီကျော်17နာရီကြားတဲ့လောက်ကျွန်တော်သွားခေါ်တယ်အဲ့ဒီဘာမရှိတော့ဘူးတဲ့သူ့လိမ့်စာပြောလို့ကြီးမနိုင်ကိုသွားပို့တယ်တဲ့ဟောကြီးမနိုင်သွားပို့တယ်ဆိုတော့ဟုတ်ကဲ့ပေါ့တွေ့ကျွန်တော်တစ်ချက်လောက်ပြန်ပြောပြပါအောင်ပေါ့ဘာလို့လဲဆိုတော့သူ့မိသားစုကရွှေပြည်သားတွေကျွန်တော်ဆက်သွယ်နေတယ်နော်အဲ့တော့ကြီးမနိုင်ရတကယ်ကြီးလားဒါမှမဟုတ်ရွှေပြည်သားတကယ်လားကျွန်တော်သေချာမသိဘူးချက်ပြည့်တော့ကျွန်တော်ပြန်ပြောပြပါဆိုတော့အဲ့ဒါကျွန်တော်လည်းအလုပ်သွားတယ်ပေါ့လုံးဆက်ရှိရလုပ်တာပေါ့အလူတစ်ခုသွားတယ်ကျွန်တော်ပြန်မပြောပြန်ပြီးမဆက်သွယ်တဲ့အခါကျတော့ဒါပေမဲ့သူတို့လည်းဆက်သွယ်တာမဆက်သွယ်ကျွန်တော်လည်းမသိဘူးဆက်သွယ်မပြောလို့မရဘူးအဲ့နဲ့သူရွှေပြည်သားသူ့မိသားစုတွေသားတွေသမီးတွေသူ့မိန်းမတွေဖုံးဆက်ကောဖုံးဆက်တော့ကြီးမနိုင်ဆိုလို့တော့သွားပို့တယ်ဟာကြီးနိုင်မဟုတ်ဘူးရွှေပြည်သားတဲ့ရွှေပြည်သားဆိုတော့သူပြန်ပါလာမှာပေါ့ကြီးမနိုင်မှာမဟုတ်တာအဲ့ဆိုခဏဆောင်အောင်ကျွန်တော်ပြန်မေးပေးမယ်ဆိုပြီးကျွန်တော်ထားတယ်အဲ့တော့အဲ့ဒီသွားပို့တဲ့အင်ရှင်ကိုမေးကြည့်လိုက်တော့ကြီးမနိုင်မှာချပေးခဲ့တယ်တဲ့လက်စင်လာမှာဆိုတော့ချပေးရလို့မရသူ့အိမ်မှာမဟုတ်တယ်ချပေးလို့ရမလားဟုတ်တယ်နော်အဲ့ဒါမှန်တယ်သူ့အိမ်မှာမဟုတ်တယ်ချပေးလို့မရဘူးလေမေးလိုက်လေမဟုတ်ဘူးကျိုးတို့ကြောင့်တော့ဖြစ်ခေါ်လာလေကျွန်တော်ခေါ်မယ်လို့ကျွန်တော်ပြောပြီးသားလေကျွန်တော်ဗီဒီယိုမှာတင်ပေးထားတဲ့ကိစ္စကြီးကိုကြီးစတောင်းနေကျွန်တော်ပြောတယ်ကျွန်တော်အဲ့လိုတွေကိုကြီးမတောင်းနဲ့အဲ့လိုဟာတွေပြဿနာရှိတယ်တာဝန်မယူနိုင်လို့ရှိရင်မရဘူးတာဝန်ကြီးတယ်ကျွန်တော်ပြောတယ်အခုသူတို့ကအဲ့လိုတွေးတဲ့နေချပေးခဲ့တယ်ဆိုတော့သူတို့ကဒီနေရာဆိုတော့ချပေးခဲ့တယ်ဆိုတဲ့စကားလာပြောတယ်စိတ်ပုံမှန်မရှိတဲ့လူတယောက်ကိုသူကဒီနေရာမှာသူတို့ချပေးခဲ့တယ်ဆိုတာတော့ဆုံးပြတယ်လို့ပဲဟုတ်လားကျွန်တော်တို့ရှင်းမှနေကျွန်တော်ဖုန်းကြောင်းတွေဆက်သွယ်တယ်အကုန်ဆက်သွယ်ပြီးတော့ကျွန်တော်တေချာမှာခဲ့တာသူတို့မားတယ်လို့ပြောတာမဟုတ်ဒါပေမဲ့ကျွန်တော်စိတ်ဆိုးတယ်မားတယ်
ဝိုင်းလင်းပြောမယ်ဆိုမှားတယ်ကျွန်တော်ဒါမျိုးလုပ်လို့မရဘူးဟုတ်လားသူ့သဘောနဲ့သူကလှုပ်ချင်အစောကြီးလည်းလှုပ်လေကျွန်တော်လာမခေါ်နဲ့လေ ဟုတ်တယ်ကျွန်တော်သေချာပြောပြီးသားလေအခုကျွန်တော်ဗီဒီယိုတင်လိုက်တော့သူ့ရဲ့မိသားစုကကျွန်တော်ဆက်တာပေါ့ကျွန်တော်ဆက်တော့အဖိုးကမရှိဘူးလေအဲ့ဦးလေးရမရှိဘူးလေကျွန်တော်စီမှာသူတို့သွားပြီးတော့သူတို့အဲ့မှာကြားခဲ့တာပဲဆိုတော့ဒီသားစုကလည်းစိတ်ပူတယ်လေအခုမနေ့ကကျွန်တော်ဖုန်းလိုက်ဆက်တယ်အဲ့ဆိုင်အဲ့လူတွေဖုန်းလိုက်ဆက်တော့အဖိုးကောပိတ်တာကျွန်တော်အကူကြီးတောင်းတဲ့ကိုကြီးလမ်းဆက်တယ်လမ်းဆက်တော့သူကကျွန်တော်လည်းအကူကြီးတောင်းပေးတာရဲ့ဒီဟာဆိုတော့အခုကြည်တောင်းနေအောင်လေကျွန်တော်ပြောတယ်အဲ့ဒီနေရာလေသူလည်းသိတယ်သူ့ကိုကျွန်တော်ပြောပြီးသားလူတယောက်တာဝန်ယူရတာမလိုဘူးကျွန်တော်ပြောပြီးသားဟုတ်တယ်ကိုဟုတ်တယ်အဲ့ဒါဒီညသူလည်းရှိတယ်သူရှင်းမှလေကျွန်တော်ဒီမှာအိတ်မယ်ဆိုလို့ကျွန်တော်တို့မတက်ကြိုင်လာခေါ်မယ်လေကျွန်တော်ထားခဲ့တာနော်အဲ့ဒါကိုကြီးမလိုက်သွားပြီးချထားပေးခဲ့တယ်ဆိုတော့အခုသူ့ပြီးသားစုအိမ်ကစက်တာဆိုတော့တကွာကွာဖုံးအလုံးပေါင်းမနေဘူးအလုံးပေါင်းမနေတဲ့ပြည်လူပေါင်းတောက်ချောက်တော့ဆက်တာကျွန်တော်တို့တော့စိတ်ဘူးလို့ဆက်ပါဗောစိတ်ဘူးလို့ဆက်တယ်တားကလည်းဆက်တယ်သမီးကလည်းဆက်တယ်မိန်းမလည်းဆက်တယ်နောက်ဘာအများကြီးပဲဆက်တယ်တားဆိုလည်းအများကြီးဆက်တာသမီးဆိုလည်းအများကြီးဆက်တယ်အဲ့တော့အခုကဘာလို့မလို့ဒီဘုံနေတိုင်းကပြေးရတာနဲ့တို့တစ်ခေါက်တယောက်ဆိုင်တစ်ခါရှင်းပြရတယ်ပြဿနာ10ယောက်လောက်ဆက်တော့10ခါလောက်ရှင်းပြရတယ်ကျွန်တော်ကားပေါင်းနေလည်းဆက်ပြပြီဆိုလိုတာဘာဖြစ်လို့အဲ့အဖိုးကြီးကိုတွားပြီးအောက်အဲ့ကြီးမနိုင်တွားချပေးရတာလေလို့တာဝန်မယူနိုင်မလုံနဲ့ဆိုရဒီမှာညားသိမ့်မယ်ဆိုတိတ်လိုက်ကိုကညားသိမ့်မယ်ဆိုတာဝန်ထားပြီးညားကြအောင်သိကျွန်တော်လာခေါ်မယ်လို့ပြောထားတာသူတို့လည်းလက်ခံတယ်ကျွန်တော်လာတဲ့ခိဆောင်ကျွန်တော်လက်ထဲကိုထည့်ပေးကျွန်တော်လက်ထဲမှာတစ်ခုဖြစ်ကျွန်တော်တာဝန်အခုမိသားစုကရှာနေပြီတိုင်ပတ်နေပြီမတွေ့တို့လည်းရှင်းပြလို့မရဘာလို့လဲမသိဘူးကျွန်တော်တော်တော်စိတ်တုံနေတော်တော်စိတ်တုံနေတာလူတယောက်ကိုတာဝန်မယူနိုင်မယူနဲ့ကျွန်တော်လည်းတာဝန်မယူနိုင်ကျွန်တော်ညင်းပါတော်တော်စိတ်တုံနေပြီအဲ့ဆက်လက်ကိုကျွန်တော်ကအခုကိုမှနေအောင်ညောင်ရှင်းနေရအခု IDD အပေါ့ကြီးမလိုက်လက်စင်လမ်းမှာတွားချပေးခဲ့တယ်စိတ်ကလေတချမ်းပြတ်တာအတွက်စိတ်ကတော့နည်းနည်းလေးပဲသူကအများကြီးမဟုတ်နော်ဒါပေမဲ့တွားချပေးစရာမလိုဘူးလေသူ့နေရာမဟုတ်ဘူးထေပြန်ခေါ်လာလိုက်လေကျွန်တော်တို့လာခေါ်မဲ့ဟာပဲလူကဘာလဲဆိုပြောကြတာဟိုတိတ်စေတနာတွေပို့နေလို့မရဘူးစေတနာတွေရမ်းပို့ပြီးကိုတာဝန်မယူနိုင်မဲနဲ့ဖေမနာရဲ့ပဲကျေရမစားနဲ့အစိုးရကကျမတို့တာဝန်မယူနိုင်ဘူးအဲကြောင့်ကျမတို့ပြန်ပို့လိုက်တယ်ဆိုရင်ကျွန်တော်လာမခေါ်နဲ့နောက်ပြီးတော့တာဝန်မယူနိုင်မခေါ်တာနဲ့တာဝန်မယူနိုင်တော့သွားကြတဲ့နေရာသွားပြီကိုလက်ထဲမှာလက်မခံနဲ့ကိုလက်ထဲရောက်ပြီးမှဟိုတနေရာသွားပြီးဆုံးပြစ်တယ်ဆိုတော့ဒိတ်ပဲမရှိတဲ့အလုပ်ကိုကျွန်တော်အဲ့ကိစ္စမပြီးဘူးနော်မပြီးဘူးခဏနေဦးဘယ်ရက်ကွက်ဒါသူတွားတွေ့ခဲ့တဲ့ဗီဒီယိုဖိုင်နော်ဒါဘာကြီးကိုတွားတွေ့ခဲ့တယ်နော်ပထမတစ်ရက်ကရက်ကွက်မမှတ်မိတော့ည7 နာရီခွဲနေပြီနော်အခုဒီရောဘယ်လိုလိုက်ဖို့လားတော့ရကွာပါဖို့လာလားဟောအခုဟုတ်ကဲ့ဒါကကျွန်တော်တို့ကြီးမနိုင်ရလို့တော့ပြောတယ်နံပါတ်ဘယ်လိုခေါ်လဲပါကိုဝင်းဆွေဟမ်ကိုဝင်းဆွေနာမည်ကဦးဝင်းဆွေတဲ့ကြီးမနိုင်ရနေလာတာလို့တော့ပြောတယ်ဒါပေမဲ့လက်ရှိမှာတိုက်စီတစ်စီးနဲ့လာပြီးတော့အဘကိုချပေးသွားတာလို့ပဝင်းကြီးကမြင်တယ်လို့တော့ပြောတယ်ဟိုကျွန်တော်ကမမြင်ဘူးအဲ့ပဝင်းကြီးကတော့တိုက်စီတစ်စီးလာချသွားတာလို့မြင်တယ်အဘကတော့ကိုယ့်ကိုလာတာလို့ပြောတယ်ဘာလာတော့တာဒီအေးရထွက်လာအေးရထွက်လာနော်ငါစိတ်ဆိုးပြီးတော့မိမနဲ့စိတ်ဆိုးပြီးထွက်လာမိမနဲ့စိတ်ဆိုးပြီးမိမနာမည်ကဘာလို့လဲအာချာညာဒီမှာဒီနောင်မိမကတော့နာမည်သိတယ်လေဟုတ်တာသမီးလည်းရှိလားနာမည်ဘာလို့လဲညာဆွေသာနင်းဆွေသာလေးတယောက်တည်းလားဟောချရာပေးကုန်မတ်ဆွေသာလေးဆိုလားမတ်ရွှေသာလေးဆိုလားမသိဘူးအဖကတော့နည်းနည်းဒီလေတချမ်းထိတာနော်လေတချမ်းထိတာတယ်တကယ်လို့ဟိုသားသမီးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပတ်ဝန်းကျင်ကလူတွေသိရလူရှိရင်ပဲဖြစ်ဖြစ်ကျွန်တော်တစ်ချက်လောက်ဆက်သွယ်ပေးပါဦးနော်ဒါကတော့လိုက်နာရရွှေလင်မဲ20နှစ်
22ရက်ကွက်ဟုတ်ကဲ့ပါအချိန်အားဖြင့်တော့ကျွန်တော်17နာရီခွဲနေပြီ right တက်တယ်လို့နော် အဲ့ဒါပဲသွားမလဲခု တော့တယ်တော့ သွားချင်တဲ့နေရာသွားလို့မရဘူးလေဒါပေမဲ့မောင်းနေ အဲ့ဒါ အဖသွားချင်တဲ့နေရာသားတို့လိုက်ပို့ပြီအဲ့ဒါပဲသွားချင်မိမအခုလောက်ဆိုလွမ်းနေလောက်ပြီပေါ့အဲ့လေပြန်လာစေကြည့်ပြီပေါ့ကပြန်ရောဖတ်ပြီလားကြီးမလိုက်မျိုးတယ်လားဟိုဘက်ကန်းလားဒီပြမျိုးတယ်ပါဘူးလိမ့်စာတင်တားလိုက်ပို့ပြီမယ်လေစေးသားကြီးလိမ့်စာစေးသားကြီး တော့ရှိရဲ့ဟိုအားရတို့ဆိုတော့ ဩတိတယ်ပြောတာ မိမနဲ့စိတ်ဆိုပြီးဆ လိမ့် င်း စာ လာ ကို တယ် ပြောဦးတဲ့သူပြန်သွားရမှာဆိုလို့တဲ့လို့ရှင်းမယ်အဲ့လားဆိုတော့အခုဘာမှနေခြင်းလဲ မဲတော့တယ်ပြန်နေ ဒီလမ်းမှာတော့နေလို့မရဘူးဒီနားမှာလူသိန်းဆိုသူကလက်မခံသမီးသားပြလိုက်လားဟုတ်လို့လားသစားနေသမီးကျွေးပါလိမ့် တော့ဒီအဲ့ဒါစားအေးတယ်ရှိ အဲ့ဒါအခုအိတ်ဖို့ကလောက်ကမယ်လေအိတ်ဖို့လောက်ကမယ်ဆိုတော့အဲ့ဒါဖုံးဆက်ကြည့်လိုက်အောင်မယ်အဖို့နေလို့ထိုင်လို့ရအောင်နော် ဒါ brighter စိတ်တက်ရှိတဲ့သူမလို့နော်ညအချိန်မတော်ကြီးတွားကုနေပြီလား ပတ်စံပါလားပတ်စံဘယ်လောက်ပါလဲရအောင်မယ် ဝထားစားထားတာတော့ကျွန်တော်တင်းတင်းပြက်မယ်နော်ဒါတော့မိမနဲ့စိတ်ဆိုပြီးတော့တက်စီငားပြီးတော့ထွက်လာတာနော်အလိမ့်စာလေးသိတယ်မပြောဘူးဘယ်မှမပြောနော် ဟယ်လိုဆရာကျွန်တော်လေဟိုဖုန်းကြီးเจ้าကဖုန်းကြီးဖုန်းနံပါတ်လေးတစ်ချက်လောက်ပေးလို့ရအခုပို့ပေးပါဦးနော်ဒီမှာအဖိုးတယောက်လာပြစ်သွားတယ်ပြောလို့အခုပို့ပေးပါနော်လာပြစ်တာမဟုတ်လေသူကလာတယ်ပြောတယ်ဒါပေမဲ့သူကတော့ဒီတိုင်းလာလို့မရဘူး အဲ့ဒါလေအဝေးဒီမှာတက်စီနဲ့လာဆောက် ကားတွေပါနေစီးမှ ဒီနားမှာကိုခေါင်းဆောက် တက်စီသူ့အတူငားလာတာလားဒါမှမဟုတ် ဖြစ်နိုင်တယ်အဲ့လိုဖြစ်နိုင်နော်စိတ်ဆိုးပြီးတက်စီငားလား ငောင်းလို့တော့အဲ့ခုစစ်ပြေကာစီရောအဲ့ဒီဘယ် အဲ့ဒါကိုအိတ်ကလေးမှာဆေးဘူးတွေပါဆေးတွေပါဗာသေးတယ်ကျွန်တော် အဲ့ဒီရောဟုတ်ဘူး မရောက်ရှင်းရတော့ဆိုတော့ အဲ့ဒီအဲ့ဟောပြေရရှိ ဟောတရားရှိတယ် ကြံလို့ရအောင်ဘယ်လိုမှဆင်းတာ အဘဒီပြတ်တာပဲရှိတယ်ဒီပြတ်တာပဲရှိတယ်သူအုံနောက်ကတော့ပုံမှန်ရှိတယ်အုံနောက်ပုံမှန်ရှိသေးတယ် အဲ့ဒီဆိုရော ဟုတ်တယ်အစိုးရမဟုတ်ဘူးတော်ပြီ ပြောတယ်ဒီလေ ဒီဒီ ဖြည်းဖြည်းချင်းပြော တော့တော့တော့အဲ့ နော် ဆို ဟုတ်ကဲ့ကျွန်တော်အပြန်လုံးဆက်သွယ်ပေးပါနော်ဒိဋ္ဌာကတော့ဒါကကျွန်တော်ဘောအောင်ကျော်လမ်းမကြီးနော်22ရက်ကွက်ရွှေလီမန်းကြက်ချံမတ်တိုင်အကျော်ဝေပြိုင်းပြူစီဆိုင်လမ်းငိုကြိုလမ်းဆောင်နဲ့ရိုးလေးချ ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကဒီလောက်ပါခင်ဗျာဒါဆိုတော့လှိုင်းသာကိုကြီးရဆိုရင်ကျွန်တော်အဖိုးတယောက်တောက်ကူညီခဲ့တဲ့အချိန်မျိုးမှာဒါသူအရင်ရှင်းလက်ခံထားတဲ့သူတွေကဆိုရင်တခြားတနေရာကိုပို့လိုက်တဲ့အတွက်ကြောင့်မို့ဒါသူကဆိုရင်အခုဆိုပြဿနာရှင်းနေရတဲ့ဗီဒီယိုပိုင်းပဲဖြစ်ပါတယ်အခုဆိုရင်မိသားစုကနေလည်းသူ့ကိုဖုံးဆက်သွတဲ့အတွက်ကြောင့်မို့သူအာရုံနဲ့ရန်နောက်နေတဲ့ဆိုတဲ့ကြောင့်လူတယောက်ကိုတောင်းမြင်နိုင်တဲ့တောင်းခံထားတဲ့သူကိုလည်းသူကအရင်စိတ်တူတယ်ဆိုတဲ့ကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒါပရိုက်တာလုပ်တယ်ဆိုတာလည်းမလို့ဘူးပေါ့နော်အခုလိုမျိုးဒါbrighter လို့ဗီတာမင်တောင်ခံမှုမရှိတဲ့သူတွေကြောင့်ပဲဒါ brighter လုပ်တဲ့သူတွေကနာမည်ပြတ်သွားနိုင်တယ်ပေါ့နော်
ဒါသူဆိုရင်လည်းဒါ private စိတ်တက်ရှိလို့တော့ည7:00 နာရီခွဲချိန်ဒါတော့ရောက်ကူညီခဲ့တာပေါ့ဒီလိုမျိုးကြီးလက်လို့စပယ်လောက်လိုက်တဲ့ဒါအင်ရှင်ကိုတော့ဒါတော်တော်လေးစိတ်ဆိုးနေတယ်ဗျဒီဗီဒီယိုလေးကြည့်မိတ်ဆွေတို့ရဲ့ထင်ရှားချက်လေးတွေ comment မှာရေးပေးပါဦးခင်ဗျနောက်တစ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်